ရပ်ပြစ်၈ပါးဆိုတာဖျားပွင့်နေတဲ့အချိန်မှာ1ငရဲမှာဖြစ်နေခြင်း2တိရစ္ဆာန်ဖြစ်နေခြင်း3ပြိတ္တာဖြစ်နေခြင်း4တက်တန်းရှိတဲ့ရုပ်မဲ့နာမဲ့ရှုပ်တာရှိတဲ့ပြမနန္တာရှိတဲ့ပြမမျိုးဖြစ်နေခြင်း5ဖျားတရားနဲ့ဝေးလံတဲ့တောခြုံကြားဒေသများမှာတွားရောက်ပြီးတော့ဖြစ်ပေါ်နေခြင်းနဲ့6အယူမဝါဒမှားယွင်းနေခြင်း9အသိဉာဏ်ကင်းမဲ့သူဖြစ်ခြင်းဖျားပွင့်နေတဲ့အချိန်မှာဖျားဘယ်လိုပွင့်ဒီပုဂ္ဂိုလ်ဟာမြတ်စွာဘုရားရဲ့အဆုံးအမရဖို့ခွင့်လမ်းမရှိတော့နောက်တစ်ယောက်ကတော့အသိဉာဏ်ရှိတဲ့လူတော့ဖြစ်ပါရဲ့အဲ့ဒီအချိန်မှာဘုရားမပွင့်ဘူးနိဗ္ဗာန်ရောက်ကြောင်းတရားကြားနာရဖို့ခွင့်မရှိဘူးခွင့်ရဆုံးရှုံးနေတဲ့ပုဂ္ဂိုလ်၈ယောက်ရှိတယ်ဒါကိုဩကတထဲမှာရပြည့်၈ပါးအပေ၄ပါးကတ်၃ပါးရပြည့်၈ပါးနဲ့ဆိုပြီးလူတွေဆူတောင်းနေကြကိုယ့်ကိုစဉ်းစားကြည့်အခုရပြည့်၈ပါးကိုလွတ်နေသလားလွတ်နေရင်အခွင့်ကောင်းရနေပြီအခွင့်ကောင်းရနေတဲ့အချိန်လေးမှာလူတိုင်းဟာအခွင့်အရေးကိုအခွင့်အရေးမှန်သိရလားလို့ဆိုမသိသေးဘူးဘာလို့လဲရွှေတူးရအောင်မှာရွှေထဲမှာရွှေဆင်းရဗတ်ဆံရှိမှဖြစ်မှာဗတ်ဆံမရှိတော့ဖြစ်ဘူးရှားကြရမှာဖွေကြရမှာထို့တူပဲဘုန်းကြီးတို့တွေလူဘဝရဘုရားသာသနာတော်နဲ့ကြုံတွေ့တရားဓမ္မလုပ်ဖို့ရအချိန်မရသေးဘူးမလုံနိုင်သေးဘူးသားရေးသမီးရေးစီးပွားရေးဆိုတာတွေနဲ့နေမနာညမှာမအားဘူးဆိုတဲ့ကြားထဲကနေပြီးနောက်ဆုံးမှာနေဝင်ချေရောက်သွားပြီဆိုလို့ရှိရင်တော့ဒါတွေမလုံလိုက်ရဘူးဆိုရင်အဲ့ဒီဘဝဟာအရှုံးထွက်သွားပြီအမြတ်မရလိုက်တော့ရှုံးသွားပြီဘဝရလာတဲ့အချိန်မှာအနှစ်သာရနဲ့အကာကိုကွဲကွဲပြားပြားသိအောင်ကြိုးစားဘဝမှာနော်ပစ္စည်းဥစ္စာကအနှစ်လားစီးစိမ်ဥစ္စာတွေကအနှစ်လားဒါနသီလဘာဝနာဆိုတဲ့ကုသိုလ်တရားတွေကအနှစ်လားဆိုတာစဉ်းစားကြည့်အနှစ်ရှုဆိုတာထာဝရပိုင်ဆိုင်မှုရှိပြီးကိုယ့်အတွက်ရေရှည်အကျိုးပြုတာကအနှစ်အကာဆိုတာခဏလေး